အားလုံးပဲမင်္ဂလာပါအရင်ဆုံးကိုမိတ်ဆက်ပေးပါစေအမလည်းပဲပြောလိုက်မယ်နော်အမနာမည်ကတော့ KA လို့ခေါ်ပါတယ်2023မှာဂျပန်ကို Max Scholarship နဲ့ College of Technology Program နဲ့လာခဲ့ပါတယ် Major ကတော့ Electrical Electronic Engineering ဖြစ်ပါတယ်ဒီနေ့မှာကဒီ Max 2026ပေါ့နော်ကလည်းခေါ်နေပြီဆိုတော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့တည်ကျင်တာလေးမြန်ရှိမလားလို့ပြီးတော့တခြားအမေးများတဲ့ဟာလေးပေါ့နော်အဲ့အကြောင်းလေးပြောပြချင်ပါတယ်နံပါတ်1ပြောချင်တာက COT နဲ့ undergrad နဲ့ဘာကွာလဲပေါ့နော်ဘာကွာလဲဆိုတော့သူ guideline ကိုဖတ်ကြည့်ရင်သိမယ် undergrad ကကြတော့ max က1 year preparation 4 year university ပေါ့နော် college of technology ကကြတော့1 year preparation 3 year college အဲ့တော့အဓိကဘာကွာလဲဆိုတော့ university နဲ့ college နဲ့ကွာသွားတယ်ပေါ့ပြီးတော့ရင် total undergrad က total 5နှစ် college of technology က total 4နှစ် okay အဲ့ဒါကွာရမယ် specialize နေရာလည်းဘာကွာရလဲဆိုတော့မိကုန်းလည်းရှိတယ် specialize မှာပဲ engineer major computer science ဆိုတော့ရွေးတက်တဲ့လူတွေလည်းရှိရပေါ့နော် specialize ကကြတော့1 year preparation ပြီးတော့ရင်2 year 専門学校 specialize school ပေါ့နော်အဲ့တော့ total 3နှစ်ပေါ့အဲ့တော့ total နှစ်တွေကွာသွားတယ်အမထင် major ကခေါ်တဲ့အခါမှာလေ undergrad အတွက်ဆိုရင်10တန်းအမှတ်450အထက်ထင်တယ် COT နဲ့ specialize ဆိုရင်420အထက်ပေါ့နော်ပြောင်းကျင်လည်းပြောင်းသွားနိုင်တယ်ဒါအမတို့တော့ပေါ့နော်ကိုပိုင်အမြင်နဲ့ပြောရရင်အမတို့က undergrad နဲ့ COT နဲ့မှာအမကငကိုတည်းကညီပြည့်တက်ကမှာတက်ခဲ့တော့ကိုတင်ချင်တာကလည်း engineering အပိုင်းကိုတင်ချင်တယ် College of Technology ကလည်းပေါ့၄နှစ်နဲ့ပြီးသွားမယ်ပေါ့အရင်နှစ်ကပါတဲ့လူဦးရေကိုကြည့်လိုက်တော့အမရှိနှစ်မှာ COT ကပါတဲ့ရာခိုင်နှုန်းပိုများတယ်ပေါ့နော်ပြီးတော့ရင် COT နဲ့ငါနဲ့လည်းပိုကိုက်မယ်ထင်တယ်ဆိုပြီးတော့ COT ကိုရှောက်လိုက်တော့ပေါ့နော်ကိုဘယ် course ကိုရှောက်မလဲဆိုတာရွေးကြည့်ပေါ့အခုချိန်မှာအများဆုံးသိကျင်ကြတာဘာဖြစ်မလဲဆိုရင်ပထမဆုံးစပြီးတော့ဖြေရမယ့်ရေးဖြေပေါ့ Max ကစာမေးပွဲအမျိုးအစားရေးဖြေရှိမယ် interview ရှိမယ်မြန်မာမှာကျတော့မာဂျာမှာတဆင့်စစ်တယ်ပြီးတော့ရင်မာဂျာမှာရေးဖြေနှုတ်ဖြေပေါ့နော်အမတို့တော့ဆိုရင် essay ပါကြားထဲမှာတဆင့်ပါတယ်ရေးဖြေ essay နှုတ်ဖြေပြီးတော့မှတို့တန်ရုံကိုတင်ပြီးတန်ရုံအဆင့်မှာရေးဖြေနှုတ်ဖြေအဲ့ဒါပြီးတော့ရင်နောက်ဆုံး result ကိုစောင့်ရတယ်ပေါ့နော်စာမေးပွဲရေးဖြေအတွက်ဘာတွေပြင်ဆင်ရမလဲပေါ့နော်တချို့အမင်းများကြတာကရေးဖြေအတွက် syllabus တင်ရိုးဘာတွေကျင့်ရမလဲပေါ့နော် max တင်ရိုးဆိုပြီးတော့အဲ့လိုတက်ကြီးမရှိဘူးမိခွန်းဟောင်းနေပြန်လေ့လာတဲ့နည်းတနည်းပဲရှိရပေါ့နော် max စာမေးပွဲကမိခွန်းဟောင်းနေ website မှာတင်ထားတယ်ပေါ့နော်ပြီးရင်အရှိ senior တွေဒီ MSA Max Scholar Association MSA Facebook group မှာလည်း senior တွေကမိခွန်းဟောင်းနေစုပြီးတော့ပြန်တင်ပေးထားတယ်ပေါ့နော်အဲ့မှာတော့ပြီးတော့ကြည့်ပါအမကျတော့ဘာလုပ်ခဲ့လဲဆိုရင်တော်တော်များများလုပ်ကြတာက EJU ရဲ့ syllabus ရှိရပေါ့နော် EJU syllabus လို့ရေးချလိုက်ရင်ထွက်လာမယ် EJU ဆိုတာဂျပန်ကစစ်တာပါအဲ့တော့ဂျပန်ရဲ့အထက်တန်းသင်ရိုးကိုတို့အကုန် cover လုပ်ထားတယ်အဲ့တော့ကိုကားတာက EJU သင်ရိုးဖတ်စာအုပ်ကကြိုက်တာတော့ကိုအဆင်ပြေတာတော့ပြီးရင်အရေးကြီးတာကမိခွန်းဟောင်းများဖြည့်မိခွန်းဟောင်းနဲ့ကိုမသိတဲ့ဟာကိုဖတ်စာအုပ်မှာပြန်ချပြီးတော့လေ့လာအဲ့တော့ဒါကရေးဖြည့်အတွက်ဘာတွေပြင်ဆင်ရမလဲပေါ့နော် COT မှာဆိုရင်ရေးဖြည့်အတွက်ဘာတွေပါလဲဆိုရင်ဂျပန်စာအင်္ဂလိပ်စာသင်ချာပါတယ် physics ပါတယ်မာဂျာမှာတော့လည်း physics ဖြည့်ရတာပေါ့နော်အဲ့တော့၄ဘာသာဖြည့်ရတယ်အဲ့ physics ဆိုလည်း EJU syllabus ကြည့်လိုက်ရပါတော့နောက်တစ်ခုကလည်းချွတ်မေးကြတယ်အင်္ဂလိပ်စာနဲ့ဂျပန်စာဘယ် level ရှင်းကောင်းလဲပေါ့ဘယ် level ရှင်းရမယ်လို့တော့လေ max ကအဲ့လိုမတတ်မှတ်ထားဂျပန်စာဆိုလည်းဟိုတက်နိုင်တော့လောက်ထားပေါ့နော်နောက်တစ်ခုကအင်္ဂလိပ်စာပေါ့နော်အင်္ဂလိပ်စာတော်တော်များပြောချင် IELTS ဖြေရမှာလား TOEFL ဖြေရမှာလားအမတော့အင်္ဂလိပ်စာစာမေးပွဲရဲ့ဈေးကြီးရပေါ့နော်အဲ့တော့ကိုလည်းမတက်နိုင်တော့ဘာလုပ်လဲဆိုတော့အဲ့ online မှာ free ဖြေလို့ရတဲ့ဟာရှိရယ် EFSET ပေါ့နော်အဲ့ website လေးအောက်မှာ link ထည့်ပေးမယ်နော် free ဖြေလို့ရတယ် certificate ထုတ်ပေးအဲ့ဒီ EFSET ရဲ့ level နဲ့ကိုတလောက်ရှိပါတယ်ဆိုပြီးတော့ထည့်ပေးလို့ရတယ်ပေါ့နော်ကဲဒါဆိုရင်သိချင်တာရှင် comment မှာရေးပေးသွားလို့ရပါတယ်အမတက်နိုင်တဲ့လောက်ပြန်ဖြေပေးပါမယ်အဲ့တော့အကောင်းဆုံး max အခု2026ခေါ်နေပြီပေါ့နော် max အတွက်အကောင်းဆုံးဖြေနိုင်ကြပါစေတတာ